စောထုံးလော့စပီကာနဲ့ကြားတာနဲ့ကိုယ်နေအောင်ကတဲ့စောထုံးကိုတမျိုးလုံးတည်တယ်အာသူပါပို့ရင်ကြီးစီထမ်းပြီးမိုးတဲ့စောထုံးမင်္ဂလာအမင်္ဂလာမခွဲတတ်ပေမဲ့ဆိုင်းတန်ကြားရင်ကရေအိုးခွဲတန်ကြားရင်ငိုဒါစောထုံးနားလေတဲ့လောကနီတိတာရင်နာရင်မှာချင်းခွဲပကံစေးဟာစောထုံးမူပိုင်ခွဲမြို့ဦးကျောင်းကတန်ဃာတန်းရှိစွန်းကြိုင်ဆွဲတဲ့စောထုံးသူတီးတဲ့နိဗ္ဗာန်ဟာဆရာတော်ဆွန်းလိုက်တဲ့အပြောပြီးသူ့အတွက်ကုသိုလ်ဟာမောင်ရှင်လောင်းလှဲ့ချိန်ကိုယ်နေအောင်ကခြင်းဖြစ်ပြီးသူနားလေတဲ့အကုသိုလ်ဟာစွန်းကြိုင်လွတ်ကြရင်ခံရမယ်ဆရာတော်ကြိမ်လုံးဖြစ်တယ်။နေမျိုးလေးတဲ့စောထုံးရောက်လာပုံကရှက်တတ်တာခေလူငယ်တွေဖန်ခွက်ချင်းတိုက်ခွဲစေးကြောက်တွေဆွေးညာကတရေရလာတဲ့စောထုံးလိန်ဆက်ဆန်ရတာကြိုက်ပြီးဘိုက်ကြီးတာမကြိုက်တဲ့မိန်းမနဲ့ဂရေမောသားတာဝန်ယူတတ်တဲ့ယောက်ျားတွေ့ကြတဲ့အခါစောထုံးဟာတရေလာသားအရွယ်တွေကဒါစီမျိုးစုံခုခံကြီးထွားခဲ့ရတန်ချောင်းမိခင်ပြီးတရေလုံးကိုထိုးခွဲတယ်ခုခံရှင်တန်ခဲ့ရမနုဿတဘာဝဒုံလဘောလူအဖြစ်ရခဲ့၏တဲ့လူဖြစ်ဖို့စောထုံးအတွက်ပူခတ်တယ်တရေသားရွယ်တွေကတာစီမျိုးစုံခုခံကြီးထွားခဲ့ရမသေးလို့နေကံပါတော့လေချက်ချိုးတန်းလန်းနဲ့မြို့ပြင်စရက်မှာပရွေးစိတ်အစာဖြစ်တော်မယ်စောထုံးဆရာတော်ဘုရားမြတ်တာနဲ့အသက်ဆက်ရတဲ့အခါမဲမင်းစိတ်ပါတဲ့နှုတ်မုတ်တာအမိကပ္ပိယာကြီးဒီအဖအဲ့ဒီလိုနဲ့ဘဝစတဲ့စောထုံးပြောတဲ့စကားတဲ့သူဟာစူပါမန်သူဟာစုမှုခုံမဟာရုပ်ဝင်စားသလိုအာတောကမင်းနဲ့အမျိုးတော်တဲ့တကယ်စူပါမန်အစ်စ်ပဲကဘာကိုမကယ်တင်နိုင်ပေမဲ့ခြေကျူးနေတဲ့ခွေးလေးတစ်ကောင်မွေးထားတယ်မိဘမဲ့အကြောင်းကလေးတွေအတွက်မကြီးသီးတိုင်ငံခူးပေးတယ်ဒါဟာလေသူ့ကဘာကိုသူဆေးချင်နေခြင်းပဲတကယ်အာတောကမင်းပဲရွှေပြောင်ပြောင်မဟုတ်လို့ကတော့သူမရှိတဲ့မြို့အနောက်ဖျားကဖျားကိုစောထုံးတစ်ပြက်စီအယောင်နဲ့ဖျားရင်မြင်ပြောင်းတယ်တာရေးနာရေးထင်းခွဲပကံစီးပြီးတမင်းတို့များရတဲ့အခါဖျားကိုအတွက်စုံကတ်ရှာစောထုံးလှူတဲ့တောက်တော်ရီချမ်းစီမီပန်းနဲ့ဖျားဦးမှာခဲဝဲဘောစဉ်ဖြည့်ရတယ်အယူးနဲ့ရေခဲချောင်းတဲ့စသုံးလုံးအရာရှိဖြစ်တဲ့တက္ကရီ2000ပတ်လည်နဲ့များမှာနေမျိုးလေးရဲ့အယူပေါင်းများစွာတဲ့စောထုံးဟာတူရဲသောပဂရိဖြူစင်ယူတူထမင်းစားရင်မြေကြီးပေါ်ဖိန်ချထိုင်မှစားတတ်သူထိုင်ကုန်တွေကိုစောထုံးမယုံဘူးမြေကြီးကိုစောထုံးယုံတယ်မထိုင်စဘူးထိုင်မိတဲ့အခါထိုင်ကုန်အောက်ခြေလွတ်ရင်ကိုယ်ပဲအကြနာမှာတဲ့စောထုံးစကားကြားတော့တဝါဝါရေခဲ့ကြငါတို့မြို့မှာထိုင်ကုန်ပေါ်ရောက်မှအောက်ခြေလွတ်ပြီးယူသွားသူအများသာပါတီမဲဆယ်ပွဲတွေပေါ်တော့ကစောထုံးဥဆိုတယ်ပါတီနှစ်ခုအပြိုင်မဲဆွယ်တဲ့နေ့ကစောထုံးရွေးချယ်မှုကအတူယူပွဲဓာန်ပေါက်ကျွေးတဲ့ပါတီစောထုံးပါတီအုတ်ထုတ်ပေးတဲ့ပါတီစောထုံးပါတီအိုပြားနေပူပူကားရမယ့်အတူအုတ်ထုတ်ဆောင်ပြီးဓာန်ပေါက်စားကမယ်တဲ့မဲဆွယ်ချိန်တုန်းကငါတို့မြို့မှာ
စောထုံးတွေအများကြီးမြို့အစွန်အမိုက်ပုံပြီးကျူးကျော်တဲ့မိသားစုလေးကိုစောထုံးချစ်တယ်ကျူးကျော်မိသားစုရဲ့တူရီသောဧည့်သည်ဟာစောထုံးဖြစ်ပြီးစောထုံးကိုလိုက်လဲစွာအလဲခေါ်တာကျူးကျော်တဲ့တစ်ခုတည်းရှိတယ်အဲ့ဒီမိသားစုတွေကမျက်မမြင်မျိုးသမီးလေးထံဘုံကြီးเจ้าကဟင်းပေါင်းတွေဦးဖြားဖြားပို့ခွင့်ဟာစောထုံးအချစ်စွန့်ပြီးယူလာတဲ့ဘုရားပန်းဟာစောထုံးမြတ်တာရွှေမရှိလို့တကူးမရှိသလိုမျိုးတစ်မျိုးလုံးအဖတ်မလုပ်တဲ့အုတ်ကျိုးဥပဲ့ဘုရားဦးကြီးကိုစောထုံးချစ်တယ်တစ်မျိုးလုံးနဲ့မတည့်တဲ့ခွေးလေခွေးလွေတတိုက်ဟာစောထုံးကိုတော့ချစ်တယ်ထမင်းနဲ့ဟင်းပေါင်းရောနေထားတဲ့အိုးကြီးစောထုံးဆွဲလာပြီဆိုအမိနဲ့တအီအတန်ပြီးဥညွတ်ကြအခုရက်ပိုင်းမိမမဲ့ကြောင်ကလေးတွေအတွက်မကြီးသီးခူးပေးသူမရှိဘူးမြို့ဦးကျောင်းတန်ဃာတန်းရှိစွန်းကြိုင်ဆွဲတာစောထုံးမဟုတ်မြို့အနောက်ဖျားကဖျားအိုရင်မြေညစ်ပတ်နေပြီကျူးကျော်တဲဘက်စောထုံးအလဲထွက်တာမမြင်သလိုမေတ္တာဟင်းပေါင်းမပို့တာကြပြီခွေးလေခွေးလွန်းတတိုက်ဟာစောထုံးကိုမျောနေပေါ့နေမျိုးလေးရဲ့နေဝင်ရိုးရီမှာဖျားဦးပြီးအပုံးနှံပေးလို့မခံနိုင်အောင်၆တဲ့တတိကောင်းသူလူငယ်အချို့ဖျားဦးနဘေးရှာဖွေရေးလုပ်တဲ့အခါတွေ့ပြီသူတို့တွေ့ကြပြီဖျားစင်းသူတင်းတင်းဆော့ရုံမလာတဲ့အထိပုတ်ပွားနေတဲ့စောထုံးအသားရည်ရွယ်တရိษံတွေစုပ်ဖြဲခံရပြီမဲ့စောထုံးလက်ထဲစင်းတူလေးကိုတော့ဖြုံမရအောင်ဖတ်ထားစေဖျားကိုအုပ်ပုံကြီးလဲတူးဆွရာတွေနဲ့မွားစာကျဲစောထုံးကဘာကိုမကယ်တင်နိုင်ပေမဲ့ဖျားဦးကြီးကိုကယ်တင်သွားတယ်လက်နက်အပြည့်ညံရည်အပြည့်မယိုင်းရန်ကားစိတ်အပြည့်နဲ့ထာဝနာဖောက်သူလူတစုကိုညံရည်မပြည့်တဲ့ယုံလေးဟာဘလို့အင်အားနဲ့တွန်းလှန်ခဲ့လေရီအိုးခွဲကြပြီးကြီးစီလဲခတ်လိုက်ပြီးမြို့ဦးကျောင်းတန်ဃာတန်းတရဏဂုံရွတ်ဖတ်တော့မိဘမဲ့ကျောင်းကလေးတွေမျက်ရည်ဝဲရှာပေါ်ခွေးလေခွေးလွန်းတတိုက်ကနှုတ်ဆက်တီးအဖြစ်ဥနေကြမမြဲခြင်းတရားမှာနေမျိုးလေးဟာမင်းကိုမြဲမြုံစွာတတိယနေမှာနေညိုပြီးစောထွန်းရေမင်းကနေဝင်ချိန်ကြမှအလင်းကုန်သုံးပြီးတောက်ပါသွားတယ်နောက်ဘဝအထိဖြာမဲ့အယောင်တွေတိရိဓမ္မအာတောကစောထွန်းရေနေမျိုးလေးမှာလော့စပီကာတွေညမ်းနေအောင်ဖွင့်ကြပေါ့စမ်းကြော်စွာဝင်